ကဘာပေါ်မှာအမြင့်ဆုံးတောင်ကဘယ်တောင်လို့ထင်ပါတယ်လဲကျွန်တော်တို့ကြားဖူးနေကြတောင်တတောင်ဖြစ်တဲ့အေဝရက်တောင်ကကဘာအမြင့်ဆုံးတောင်ဖြစ်ပါတယ်သူ့ရဲ့အမြင့်ဟာပင်လယ်မျက်နှာပြင်ထက်မီတာ8848မီတာမြင့်ပြီးပေနဲ့ဆိုရင်29000ကျော်မြင့်ပေရှိပါတယ်အဆိုပါဝတ်တောင်ဟာယူရေးရှားကြောက်လွှာပြားများတိုက်မိရမှာဖြစ်ပေါ်လာပြီးနီပေါနဲ့တရုတ်နယ်စပ်ကြားမှာတည်ရှိပါတယ်။နောက်ပြီး4 မီလီမီတာမြင့်တက်နေတယ်လို့သိရပါတယ်။တောင်တက်သမားတွေအတွက်ခက်ခဲပြီးအန္တရာယ်ရှိတဲ့တောင်တွေဖြစ်ပါတယ်။ဘာကြောင့်အန္တရာယ်ရှိတဲ့တောင်ခေရတာလဲ။တက်ဆုံလို့တင်စားထားကြတဲ့မီတာ8000ထက်အမြင့်ဟာအောက်ဆီဂျင်လေထုနေပါပြီးအပူချိန်ဟာ-60 degree centigrade အထိကျဆင်းနေပါတယ်။ရေခဲများပြိုကျခြင်းနဲ့နှင်းများလည်းမကြာခဏပြိုကျတဲ့အတွက်ကြောင့်တောင်တက်သမားတွေအတွက်အန္တရာယ်အလွန်များတဲ့အမြင့်ဆုံးပါပဲ။အခက်မသိရင်တောင်တက်နေတော့ရေခဲနှင်းခဲများရိုက်ချတာခံရနိုင်ပါတယ်။အန္တရာယ်များတဲ့ကမ္ဘာအမြင့်ဆုံးတီတောင်ကိုပထမဆုံးရောက်ရှိခဲ့သူ2ဦးရှိပါတယ်။နီပေါနိုင်ငံသားတင်စင်နော်ဂေးနဲ့နယူးဇီလန်နိုင်ငံသားအက်တမန်ဟီလာရီဆိုတဲ့တောင်တက်သမား2ယောက်ဟာဒီတောင်ရဲ့ပထမဆုံးအောင်မြင်သူတွေပဲဖြစ်ကြပါတယ်။တင်စင်ဟာနီပေါနိုင်ငံရဲ့တောင်တက်လမ်းညွှန်တအုပ်ဖြစ်ပြီးဟီလာရီကတော့ဗြိတိရှတောင်တက်အဖွဲ့ဝင်တအုပ်ဖြစ်ပါတယ်။သူတို့2ယောက်ဟာ1953ခုနှစ်မေလ29ရက်နေ့မှာကမ္ဘာပထမဆုံးအေဝရက်တောင်ထိပ်ရဲ့အောင်မြင်မှုအလံကိုစိုက်ထူခဲ့ပါတယ်။